ကဲနောက်ထပ်ဗီဒီယိုတစ်ခုထပ်ဖတ်မယ်တခါလေးနဲ့နှစ်ခုတင်မယ်ကွာအဲ့တော့နောက်ထပ်ဗီဒီယိုတစ်ခုကကဲအကျွေးနဲ့ဟိုအကျွေးနဲ့ဆိုတာလေဟိုမဖတ်ပေးတာကြာလို့တခါလေးเนาะနှစ်ခုတင်ပေးလိုက်မယ်เนาะတကယ်တော့ YouTube ကလေပုံမှန်လေးတစ်ပတ်တစ်ခါဆိုတစ်ပတ်တစ်ခါနေတိုင်းဆိုနေတိုင်းအဲ့လိုလေးတင်ပေးရတာကျမလည်းလေအလုပ်တွေနည်းနည်းများသွားတယ်ပေါ့เนาะအဲ့ဒါကြောင့်မလို့လေအလုပ်တွေနဲ့ဒီပေါ့နည်းနည်းအခက်ခဲလေးတွေအလုပ်နဲ့ပတ်သက်ပြီးစီမံရတာလေးခံဝဲရတာလေးတွေနဲ့နည်းနည်းပေါ့เนาะအခက်ခဲလေးတွေလည်းနည်းနည်းကြုံတွေ့လိုက်ရလို့လေ energy လေးလည်းတိတ်ပြီးမကောင်းဖြစ်သွားလို့လေအားကြောင့်မလို့တိတ်မဖက်ဖြစ်လိုက်ဘူးပေါ့เนาะစိတ်လေးလည်းနည်းနည်းရှုပ်သွားလို့ဟို energy လေးပြန်ကောင်းလာတော့လေကြာ collective လေးတွေကိုတတိယပြီးတော့ပြန်ဖက်ပေးတယ်เนาะအဲ့တော့ဒီတစ်ခေါက်ထပ်ပြီးတော့မှဖက်ပေးမယ် reading လေးရလေကဲ channel message အခြေရေးကမဖတ်လို့မဖြစ်ဘူးเนาะလူတွေကကဲအခြေရေးကတော့လေကျမတင်လိုက်လို့ရှိရင်ဘဝအရေးတင်လိုက်လို့ရှိရင်တိတ်ပြီးတော့မှ like တွေ comment တွေတိတ်မလာဘူးအခြေရေးတင်လိုက်ပြီဆိုတာနဲ့ဟာဝဝက်ကွယ်ပဲเนาะအကုန်လုံးကအခြေရေးပဲသိကျင်ကြတာတော်တော်များများလေအဲ့တော့အခြေရေးကမဖတ်ရသေးတော့ကဲအခြေရေးလည်းလာမယ်เนาะအခြေရေးလည်းဖတ်ပေးလိုက်အောင်မယ်เนาะအဲ့တော့တစ်ဖက်လူအခုကြည့်နေတဲ့ collective လေးတွေရဲ့တစ်ဖက်လူ timeless reading လေးပါ collective reading လေးပါဘယ်သူပဲကြည့်မြင်လိုက်တဲ့လူလေးတွေအတွက်ပဲเนาะအဲ့တော့ timeless reading ဖြစ်တဲ့အတွက်ဘယ်အချိန်မှကြည့်ပေါ့เนาะတင်းတို့လေးတွေရဲ့စိတ်ထဲမှာရှိတဲ့တစ်ဖက်လူဒီတစ်ဖက်လူကတင်းတို့လေးတွေကို channel message เนาะဗာပြောချင်တယ်ကဲဗာပြောချင်တယ်လားပြောပေးကဲဗာပြောချင်တယ်စိတ်ထဲမှာတွေးလိုက်ပါဟာပြောမယ်ဟာလေးကြာကုန်ပြီဘာမှတော့မလုပ်ရသေးဘူးကဲဗာပြောချင်တယ်ဟာဗာပြောချင်တယ်9ကက်တောင်ကြာပြီနောက်ထပ်2ကက်လောက်ဆိုတော့နော်ဗာပြောချင်တယ်ဖတ်ပေးလိုက်မယ် reading အတူလေးပေါ်ထားလေးရတော့ဗာပြောချင်တယ်9ကက်တစ်ခါလေးကြာအရင်ကိုပြောချင်နေလားမသိဘူးနော်ပြောချင်နေတာအောင်ဒီကျန်းကိုပြောချင်နေတာ9ကက်တောင်တန်းကြတယ်ပြန်လဲဆွဲရမှာတင်းလို့ယူလိုက်တော့မယ်နော်အရင်ကိုပြောချင်နေတာဒါကြီးကတော့များလွန်းကြည့်တယ်မယူတော့ဘူးနော်တအားကိုများတယ်နော်ရှေ့က3ဖက်ပဲယူမယ်ထားပြန်ထည့်လိုက်ကက်ကလေတော်တော်လေးဆွဲတာကျွမ်းကျင်နေဆိုတော့ကက်ရှက်ဖယ်လောက်တာကျမမကျွမ်းကျင်တဲ့အလုပ်ကဲခုံနေပါပြောချင်တယ်ကွာကဲပြောချင်လေလာပါအောင်ဆင်းနေခုံနေဆင်းနေများနေပါပြီ1 2 3 4 5 6 1 2 3 4 5 6 7 8 8ကက်8ကက်ပါပြောချင်တယ်ပြောမလားအများပြောမလားနောက်ထပ်2ကက်လောက်10ကက်လောက်ဆွဲလိုက်နော်နောက်ထပ်2ကက်လောက်ပြီးပါကဲဘာကိုလည်းတက်ပြီးနေပါပြောချင်တယ်သူ့ရဲ့စိတ်ထဲကတစ်ဖက်လေးကတွေးနေတဲ့တစ်ဖက်လေးကအခုချိန်မှာပြောချင်တယ်ကဲဘာပြောချင်လဲကွာလာပြောပေးမယ် hey ဆက်ပြီးတော့ခုံနေတာပဲကွာအရင်များရင်တော့မယူဘူးနော်အရင်များရင်တော့ကျမကမယူဘူးအရင်များရင်မယူဘူးအရင်ကိုပြောချင်နေလဲကိုကကိုသာသွားပြောလိုက်ကြတော့ဒီကနေလာမပြောနိုင်နဲ့ကဲ okay ဘာပြောချင်လဲကွာဘာပြောပေးရမလဲကွာကဲအားလည်းကက်ဆိုရပြီနော်အများကြီးကိုမယူဘူးနော်ပြောပြီးသွားရင်တော်ပြီအများကြီးပြောချင်ကိုကဝယ်လာပြောကိုကဖုန်းပြပါဖြစ်ဆက်လိုက်ပေါ့ message ပြပို့လိုက်အောင်နောက်ပို့စင်းပြီခုတကက်ပဲကျန်သွားတယ်တကက်ဘာပြောချင်လဲပြောတော်ပြီစေကက်ပဲဒီလက်ပို့ပြောချင်ရင်တော့ကွာကိုကကိုသာဖုန်းဆက်လိုက်ပေါ့ကိုကြောင့်ကိုပဲလုံးမနေကြနဲ့ဟဲ့ကဲတော်ပြီကဲကက်လေးရေးမယ်ကွာကဲပါလိလေနဲ့3 4 5 6 9 10ကဲဟုတ်ပါပြီကဲဘာကက်လေးလဲဆိုတာပြရမယ်နော် Queen of Wands တဲ့ကွယ်နောက်တစ်ကက်က King of Wands တဲ့ကွယ်အမေ Queen ဟုတ်ကင်းရောဗျာပြီးရင် The Empress တဲ့ကွယ်အမေသူကထင်ကြီးတယ်ပေါ့ပြီးလို့ရှိရင် Six of Wands တဲ့ကွယ်ကဲအောင်မြင်မှုတွေရနေလားအောင်မြင်မှုတွေရသေးကြလား4 of Pentacles အတ္တတွေမကြီးနဲ့နော်ပြီးလို့ရှိရင် 3 of Pentacles ဟဲ့အပေါင်းအသင်းတွေနဲ့ညှိနှိုင်းနေသလား The High Princess ပြိုဝက်ကလည်းပြိုဝက်ချင်သေးတယ်ပြောချင်သေးတယ် 8 of Swords တဲ့ကြည့်ပါအောင်ဟိုမှာဖြစ်နေတာကဲဘလို့တွေများဖြစ်နေလဲကြည့်ပါအောင်ဟိုမှာနောက်မှလည်းဓာတ်တွေနဲ့မျက်စိကလည်းပိတ်ထားသေးတယ်ကြိုးတွေနဲ့လည်းတုတ်ခံထားရတယ်နဲ့ The Magician နဲ့ဟေးဘာအကြံနေထုတ်နေလဲNight of Swords တဲ့ဟေးမကြည့်မြင်းကြီးစီးပြီးတော့မှပြေးလာခြင်းနေပါပြီတဲ့ကဲကျွန်မကက်ကလေးတွေစီးပြီးတော့ပြန်လာခဲ့ပါမယ်ရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ကျမရဲ့ collective လေးတွေကျမတန်ရောက်လာပြီเนาะ channel message လေးပြောမယ်เนาะ
အဲ့တော့ကိုရင်နဲ့ကတစ်ဖက်သူဒီတစ်ဖက်သူကပေါ့နော် relationship situationship เนาะလက်ထပ်ပေးတဲ့သူเนาะဘယ်သူပဲဖြစ်ဖြစ်เนาะတငယ်ချင်းမိတ်ဆွေပဲဖြစ်ဖြစ်အကုန်လုံးကြည့်လို့ရတယ်เนาะကဲအဲ့ဒါဆိုလို့ရှိရင်သူကကိုစဉ်းစားနေတဲ့လူကကိုတငယ်ချင်းလည်းဖြစ်ခြင်းဖြစ်မှာပေါ့နော်အဲ့လိုမျိုးဒါမှမဟုတ်လဲကဲတခုခုပေါ့ကွာ relationship and situationship and ဒါမှမဟုတ်လို့ရှိရင်လည်းကိုရဲ့ပေါ့နော်လက်ထပ်ထားတဲ့သူခုချိန်မှာတော့ no contact ဖြစ်နေရမယ်နော်အဲ့ဒါကြောင့်မလို့ channel message တော့ပါပေးတယ်ကိုကအတူတူလာပြောလို့မရဘူးလေအဲ့လိုပုံစံမျိုးပေါ့နော် no contact ဖြစ်လိမ့်မယ်เนาะအဲ့တော့ no contact တွေအတွက်ပဲပို့ပြီးတော့မှန်လိမ့်မယ်เนาะဒီအားကနေ no contact တွေအတွက်ပေါ့เนาะအဓိကပေါ့ collective reading list လေးပေါ့เนาะအဲ့တော့ channel message ကဲစလိုက်မယ်เนาะအဲ့တော့ဘာပြောလဲဆိုတော့စလာတဲ့က Queen of Pentacles က Queen of Wands တဲ့เนาะ Queen of Wands နဲ့ King of Wands တဲ့ကဲ Queen နဲ့ King နဲ့တော့တွေ့ကြပြီเนาะအဲ့တော့သူကဘာပြောလဲဆိုတော့เนาะဘာပြောလဲဆိုတော့ကဲ Queen of Wands King of Wands ဒီကက်ကက်ကလေတင်းတို့နှစ်ယောက်ကလေတင်တို့နှစ်ယောက်ကအချင်းချင်းဆွဲဆောင်မှုရှိတယ်เนาะအချင်းချင်းဆွဲဆောင်မှုရှိတယ်တယောက်ကလည်း Queen တယောက်ကလည်း King เนาะအဲ့တော့ Queen နဲ့ King နဲ့เนาะအပြန်လန်ဆွဲဆောင်မှုရှိနေကြပြီเนาะအဲ့တော့ကဲတင်တို့လေးတွေရတဲ့เนาะအဲ့တော့ပြောချင်တာကအချင်းချင်းဆွဲဆောင်မှုအချင်းချင်းလည်းလေးစားမှုလည်းရှိတယ်တင်တို့လေးတွေကပြီးတော့စိတ်တူကိုယ်တူเนาะအဲ့လိုဖြစ်နိုင်တယ်ကိုပြတယ်အဲ့တော့သူ့စိတ်ထဲမှာကြတော့ဘာပြောချင်လဲဆိုတော့လေဒါ energy ကိုပြောတာเนาะသူ့စိတ်ထဲမှာခုနကတော့ channel message ဆိုတော့သူဘာပြောချင်လဲဆိုတော့လေဒီကငါအတွက်တဲ့ထူးခြားတဲ့သူတယောက်ပဲတဲ့เนาะအဲ့တော့ငါတို့နှစ်ယောက်မှာတဲ့တူညီတဲ့ရီမန်းချက်နဲ့စွမ်းအင်တွေရှိပါတယ်တဲ့เนาะရှိနေတယ်လို့သူကအဲ့လိုပြောနေเนาะအဲ့တော့မင်းကငါအတွက်ထူးခြားတဲ့သူတယောက်ပဲငါတို့နှစ်ယောက်မှာတူညီတဲ့ရီမန်းချက်နဲ့စွမ်းအင်တွေငါတို့နှစ်ယောက်လုံးမှာရှိနေပါတယ်တဲ့เนาะအဲ့လိုပြောနေပါတယ်เนาะနောက်တစ်ခုက the empress เนาะအဲ့တော့ the empress နဲ့ six of wands ကလေးလာเนาะကလေးလာနေအဲ့တော့ the empress လေးနဲ့ six of wands เนาะဒါလေးကလည်းပါလဲဆိုတော့ positive လေးပဲเนาะ positive လေးပဲတော့ဘာပြောလဲဆိုတော့เนาะ the empress ဆိုတာလည်းလေတကယ်ကိုပဲကောင်းတဲ့ energy เนาะတကယ်ကိုเนาะပြောမယ်ဆိုကြွယ်ဝတယ်ပြေဆုံးတယ်ချမ်းသာတယ်เนาะပြည့်စုံတဲ့เนาะတကယ်ကိုပဲကျင်နာတတ်တဲ့အမျိုးသမီးတူပေါ့เนาะအမျိုးသားလည်းဖြစ်နိုင်တယ်အမျိုးသားဆိုလည်း feminine energy အရင်များတယ်ပေါ့เนาะပြောမယ်ဆိုfeminine energy ဆိုတာကမိန်းကလေးတွေလိုမျိုးကျင်နာတတ်တာကိုပြောတာเนาะအဲ့လိုမျိုးပေါ့တိခံတတ်တယ်ကျင်နာတတ်တယ်ညာတတ်တယ်ဒါမျိုးပြောတာเนาะဟိုလိုမျိုးပြောတာမဟုတ်ဘူးဟိုလိုမျိုးပေါ့အဲ့လိုမျိုးပြောတာမဟုတ်ဘူးเนาะအဲ့ဆိုတဲ့ခါကျတော့เนาะသူကပေါ့เนาะthe empress နဲ့ six of wands ကဘာပြောလဲဆိုတော့သူကတင့်ကိုတန်ဖိုးထားပြီးတော့လေ energy အနေနဲ့ဆိုရင်သူကတင့်ကိုတန်ဖိုးထားပြီးတော့ဂုဏ်ယူစရာကောင်းတဲ့သူလို့မြင်တယ်เนาะတင့်ကိုပြီးတဲ့အခါအောင်မြင်မှုနဲ့နှွေးထွေးမှုကိုယူဆောင်လာပေးတဲ့သူပေါ့เนาะသူ့ဘဝအောင်မြင်မှုနဲ့နှွေးထွေးမှုတွေကိုယူဆောင်လာပေးတဲ့သူလို့မြင်တယ်ဒါ energy သူပြောချင်တဲ့စကားလေးကိုပြောမယ်เนาะအဲ့တော့သူပြောချင်တဲ့စကားလေးကကြတော့တင်းတို့လေးတွေကိုသူကဘာပြောချင်လဲဆိုတော့မင်းအောင်မြင်တာကိုမြင်ကျင်တယ်ဟေးမင်းအောင်မြင်တာကိုမြင်ကျင်တယ်ပြီးတော့မင်းရဲ့စူးစမ်းမှုတွေကိုငါလေးစားပါတယ်တဲ့ကဲမင်းရဲ့စူးစမ်းမှုတွေကိုငါလေးစားတယ်တဲ့เนาะကိုစူးစမ်းတာတွေကိုသူမြင်နေတယ်เนาะကိုစောင့်ကြည့်နေလားမသိဘူးเนาะတနေရာရာကနေအဲ့တော့မင်းရဲ့စူးစမ်းမှုတွေကိုငါမြင်တယ်เนาะပြီးတော့မင်းရဲ့စူးစမ်းမှုတွေကိုငါလေးစားတယ်ပြီးတော့မင်းအောင်မြင်တာကိုငါမြင်ကျင်ပါတယ်တဲ့เนาะအဲ့တော့ကိုပေါ်เนาะတကယ်ကိုမေတ္တာစေတနာရှိနေတဲ့သူတယောက်ပါကဲသူကလေပြီးရင်နောက်တစ်ခုကကြတော့ four of pentacles เนาะအဲ့တော့ဒါလေးက four of pentacles နဲ့နောက်တစ်ခုက three of pentacles เนาะဒီ pentacles နှစ်ခုပေါ့ဒီနှစ်ခုကိုပေါင်းပြီးတော့မှ energy လေးအရင်ပြောမယ်အဲ့ဒါလေးကပါလေးလဲဆိုတော့သူ့စိတ်ထဲမှာလေသူ့စိတ်ထဲမှာเนาะခံစားချက်တွေကိုဒီမှာကြည့်ပါအောင်ထိန်းထားရတာဒီမှာ pentacles လေးကိုလက်နဲ့လည်းထိန်းထားရတယ်ခေါင်းပေါ်မှာလည်းရွက်ထားရတယ်ခြေထောက်နှစ်ဖက်နဲ့လည်းဖလုပ်ထားတယ်ဆိုနင်းထားရတယ်လွတ်မသွားအဲ့တော့သူ့စိတ်ထဲမှာခံစားချက်တွေကိုလေခံစားချက်တွေကိုကျမရဲ့ collective လေးနဲ့ပတ်သက်ပြီးတော့မှခံစားချက်တွေကိုလေခံစားချက်တွေကိုထိန်းထားတာပေါ့เนาะမဖွင့်ဟသေးတာတွေရှိနိုင်တယ်เนาะအဲ့လိုမျိုးရှိနိုင်တယ်ဒါပေမဲ့တကယ်တော့သူကလေအတူတကွဒီလိုမျိုးနှစ်ယောက်အတူတကွပေါ့เนาะတိဆောက်ခြင်းနဲ့ပူးပေါင်းပြီးတော့မှတိဆောက်ခြင်းနဲ့စိတ်အချင်းချင်းအပြန်အလှန်အားပေးကူညီခြင်းနဲ့စိတ်ဒီထဲမှာလေအပြန်အလှန်မိတ်ဆွေတွေဆွေးနွေးနေကြတယ်အဲ့လိုပုံစံမျိုးလေးရှိတယ်เนาะဒါပေမဲ့လို့အဲ့ဒါတွေအကုန်လုံးကိုမလုပ်ထားလဲဆိုတော့ဒီလိုမျိုးထိန်းထားတယ်เนาะဒီလိုတော့လုပ်ချင်တယ်ဒီလိုထိန်းထားတယ်เนาะအဲ့လိုမျိုးပုံစံမျိုးအဲ့တော့သူ့စကားလေးကလေငါအရာရာကိုတေချာစေခြင်းနဲ့เนาะအလင်းသလိုတော့မဖြစ်ချင်ဘူးပေါ့เนาะအလင်းသလိုတော့မဖြစ်ချင်ဘူးเนาะအဲ့တော့ငါခံစားချက်တွေကိုငါထိန်းထားသေးတယ်เนาะမပွင့်ဟသေးဘူးเนาะမပွင့်ဟသေးအဲ့တော့သူ့စိတ်ထဲမှာရှိတဲ့တင်တို့လိုတွေရဲ့အပေါ်မှာရှိတဲ့ခံစားချက်ကိုသူထိန်းထားတာဖြစ်နိုင်တယ်မပွင့်ဟသေးတာတွေလည်းရှိနိုင်တယ်เนาะအဲ့တော့တကယ်တော့တင်နဲ့အတူတကွာဒီလိုမျိုးအတူတူပူးပေါင်းပြီးတော့မှလှုပ်ဆောင်ခြင်းနဲ့အတူတူဘဝကိုလည်းအတူတူလက်တွဲပြီးတော့မှတိဆောက်ခြင်းနဲ့စိတ်အပြည့်အဝရှိတယ်ပေါ့เนาะအဲ့လိုမျိုးအတူတူဖေးမကိုကြီးပြီးတော့ပေါ့เนาะအဲ့လိုမျိုးရှိတယ်ဒါပေမဲ့အဲ့ဒါကိုလည်းသူကလေခုလောလောတဲ့အကောင့်ထဲမှာဖော်ကျင်သေးဘူးပေါ့เนาะသူကတေချာခြင်းနဲ့အရာရာကိုเนาะအမားတွေရှိမှာဆိုလို့အလင်းတလို့လည်းမဖြစ်ချင်ဘူးအရင်အေးဆေးတဲ့သူပေါ့เนาะအဲ့လိုဖြစ်လိမ့်မယ်เนาะအဲ့တော့နောက်တစ်ခုကကြတော့
the high princess နဲ့เนาะဒါက8 of swords เนาะဒီ energy လေးနဲ့ဒီ energy လေးနှစ်ခုပြောမယ်ဒါကတော့သူ့မှာလေမပြောပြတဲ့ခံစားချက်တွေเนาะမပြောပြတဲ့ခံစားချက်တွေဒါကလေလျှို့ဝှက်တဲ့သဘောမျိုးเนาะစိတ်ထဲမှာပဲကြိတ်ပြီးခံစားနေရအဲ့တော့စိတ်ထဲမှာပဲမွန်းကြံနေရအဲ့တော့သူကပေါ့နော်သူ့ရဲ့စိတ်ထဲမှာသူကပေါ့နော်သူမပြောပြတဲ့ခံစားချက်တွေနာကျင်မှုတွေเนาะအဲ့ဒါတွေစိုးရိမ်မှုတွေမသေးချာမှုတွေเนาะအဲ့ဒါတွေရှိနိုင်တယ်เนาะအဲ့တော့သူပြောချင်တဲ့သဘောကကြတော့သူကငါစိတ်ထဲမှာပြောချင်တာတွေအများကြီးရှိပေမဲ့လို့အဲ့ဒါတွေကိုဘယ်လိုစပြီးတော့မှမင်းစီကိုဘယ်လိုပြောရမှန်းမသိဘူးတဲ့เนาะအဲ့လိုမျိုးပြောနေတယ်เนาะပြောချင်တာတွေရင်နဲ့အပြည့်ပါတယ်เนาะအဲ့ဒါတွေကိုဘယ်လိုစပြီးဘယ်လိုပြောရမှန်းဘယ်လိုဆက်သွယ်ရမှန်းမသိဘူးဖြစ်နေတယ်တဲ့ဟေးအဲ့တော့ဘယ်လိုလုပ်မလဲကိုပါကိုသွားပြောပေါ့နော်ပြောလဲပြောချင်သေးတယ်နော်ပြောလဲပြောချင်သေးတယ် तू ကလျှို့ဝှက်ထားမယ်ဆိုဘယ်လိုလုပ်ကိုပါကိုသွားပြောပေါ့ဒီကနေလာပြောနေနော်ကျမဒီကနေလာပြောနေအဲ့တော့နောက်တစ်ခုကကြတော့ the magician เนาะ the magician နဲ့ Knight of Swords နဲ့ the magician နဲ့ Knight of Swords ကကြတော့သူကဘာပြောလဲဆိုတော့လေဒီနှစ်ကက်ကเนาะဆက်သွယ်မှုစကားပြောခြင်းเนาะစကားပြောခြင်းအချိန်မြန်နဲ့လှုပ်ရှားမှုဒီမှာလေမြင်းနဲ့လာနေပြီးတုံးဆိုင်ပြေးပြီးတော့အဲ့ဒါကိုပြတယ်เนาะအဲ့တော့ဆက်သွယ်မှုလို့စကားပြောခြင်းတော့အချိန်မြန်နဲ့လှုပ်ရှားမှုကိုပြပါတယ်တဲ့အဲ့တော့သူ့ရဲ့အတွင်းစကားဘာပြောလဲဆိုတော့လေငါပြောချင်တာတွေကိုတဲ့เนาะငါပြောချင်တာတွေကိုတနေ့တော့ပြောမယ်တကယ်အခုမပြောသေးဘူးเนาะကျမဒီကနေလာပြောနေတယ်တနေ့တော့ပြောမယ်เนาะငါတို့ကြားကအရာတွေကိုရှင်းရှင်းလင်းလင်းဖြစ်စေချင်တယ်တဲ့ဘာတွေမရှင်းဖြစ်ထားကြလဲမသိဘူးเนาะငါတို့ကြားအရာတွေကိုရှင်းရှင်းလင်းလင်းတယောက်နဲ့တယောက်ချားမှာပေါ့เนาะရှိတဲ့ဟာတွေကိုတယောက်ကိုတယောက်ဖွင့်လို့ကြပေါ့เนาะအမှားတွေရှိခဲ့ရင်လေတယောက်နဲ့တယောက်ပေါ့နားလည်မှုတွေယူချင်ကြတယ်နားလည်မှုလွဲခဲ့တာတွေရှိလို့ရှိရင်လေအဲ့ဒါတွေကိုရှင်းရှင်းလင်းလင်းဖြစ်စေချင်တယ်ငါပြောချင်တာတွေကိုတော့တနေ့တော့မင်းကငါပြောမယ်ငါတို့ကြားမှာရှိတဲ့ပေါ့เนาะမရှင်းမလင်းရှိခဲ့တဲ့အရာတွေကိုလည်းရှင်းရှင်းလင်းလင်းဖြစ်စေချင်တယ်เนาะအဲ့တော့ဒါတွေအကုန်လုံးကိုစုစည်းလိုက်လို့ရှိရင်ကြတော့သူကဘာပြောချင်လဲဆိုတော့လေဒီ message ကလေးက channel message ကလေးကမင်းကိုငါတန်ဖိုးထားတယ်เนาะ तू ကတင်တို့လေးတွေကိုတန်ဖိုးထားပါတယ်ပြီးတော့အောင်မြင်မှုနဲ့မင်းရဲ့အောင်မြင်မှုနဲ့မင်းရဲ့အလှပเนาะဒီနှစ်ခုကလေမင်းရဲ့အောင်မြင်မှုနဲ့မင်းရဲ့အလှပကိုလေးစားတယ်တဲ့เนาะငါမှပြောမထွက်သေးတဲ့ခံစားချက်တွေရှိတယ်ဒီမှာเนาะပြောမထွက်သေးသူထိန်းထားရတဲ့ခံစားချက်တွေရှိတယ်ခုချိန်မှာငါကိုငါဒီလိုမျိုးကန့်သက်ထားဒီလိုမျိုးပေါ့เนาะကန့်သက်ထားမိတယ်ကန့်သက်ထားမိပေမဲ့တနေ့ကြာရင်တော့ပေါ့เนาะရှင်းရှင်းလင်းလင်းပြောဖို့เนาะအတူတူတစ်ခုခုငါတို့နှစ်ယောက်အတူတူပူးပေါင်းပြီးတော့မှတိဆောက်ဖို့သူ့စိတ်ထဲမှာရှိပါတယ်တဲ့เนาะအဲ့ဒါလေးကိုပြောနေပါတယ်ကဲအဲ့ဒါဆိုလို့ရှိရင်ကဲအပိုလေးပေးလိုက်မယ်အပိုလေးကဘာလေးလဲဆိုတော့လေဟိုဒီကဘာလေးလဲဆိုတော့ကဲအခုအချိန်မှာ तू อ่ะပေါ့เนาะအခုချိန်မှာအရင်တော့ကတော့ပတ်သက်ခဲ့ကြအနှစ်ယောက်ကလေအခုချိန်မှာ तू อ่ะကိုယ့်ကိုပေါ့เนาะချစ်နေလားပေါ့เนาะလွမ်းနေသေးလားချစ်လားအရင်တော့လို့ပေါ့เนาะမေတ္တာရောရှိလားပေါ့တကယ်ချင်းမိတ်ဆွေတွေပါလေဆိုတော့မေတ္တာရောရှိသေးလားပေါ့ပြီးတော့လွမ်းလားပေါ့เนาะဒါမျိုးလေးပေါ့เนาะပြောမယ်เนาะအဲ့တော့ချစ်သူရေးသားလေးဆိုတော့ချစ်တာပေါ့ကွာတကယ်ချင်းမိတ်ဆွေဆိုရင်တော့မေတ္တာရှိသေးလားပေါ့เนาะမေတ္တာစေတနာရှိသေးလားပေါ့ဒါလေးကိုတကယ်တော့ရှိနေလေဒီတရားတွေကတော့ဒါပေမဲ့အသေးချာလေးကြားချင်အောင်ပါလေတခါလေးကြားရင်ပြောတော့တာရှင်းနေရင်တောင်းပါပဲလေထက်ပြီးတော့သိချင်နေကြသေးတာဒီလားအဲ့လိုဆိုတော့လေထပ်ပြောမယ်เนาะအဲ့တော့သူကကိုယ်ချစ်နေသေးသလားပြီးလို့ရှိရင်เนาะအဲ့ဒါလေးမေးပြောမယ်လွမ်းလားပေါ့เนาะအဲ့ဒါလေးနဲ့ဆိုရင်ဒီ Queen of Swords ပေါ့เนาะဒီ Queen of Swords နဲ့ King of Wands နဲ့ဟော Queen of Wands နဲ့ King of Wands ပေါ့เนาะအဲ့ဒါလေးနဲ့နှစ်ကက်ကလေဒီနှစ်ကက်ကတင်းတို့နှစ်ဦးရဲ့အပြန်အလှန်ဆွဲဆောင်မှုစိတ်တူကိုယ်တူဖြစ်မှုเนาะတယောက်ကိုတယောက်လေးစားမှုပေါ့เนาะအဲ့ဒါလေးကိုပြတယ်အဲ့တော့သူ့စိတ်ထဲမှာဒီလူကငါ့အတွက်အရေးပါတဲ့သူထူးခြားတဲ့သူလို့သူကအဲ့လိုမျိုးတွေးတာเนาะအဲ့လိုခံစားချက်မျိုးရှိနိုင်တယ်เนาะပြီးတဲ့အခါကျတော့ဒီ The Empress လေးဒီ The Empress လေးကကြတော့လေကျင့်နာမှုနှွေးထွေးမှုတန်ဖိုးထားမှုနဲ့ချစ်ချင်းမြတ်တာကိုကိုစားပြုတဲ့ကက်ကလေးဒါကြောင့်မလို့သူကတင့်ကိုအရင်တန်ဖိုးထားတယ်တင့်ကိုချစ်ခင်တဲ့ခံစားချက်တွေရှိနိုင်တဲ့စွမ်းအင်ရှိနေတယ်เนาะဒီကက်ကလေးကပြောတယ်ပြီးလို့ရှိရင်ကဲเนาะသူကပေါ့เนาะလွမ်းသလားပေါ့เนาะလွမ်းသလားဆိုတာကတော့ပေါ့เนาะအဲ့တော့ Four of Pentacles နဲ့လွမ်းသလားဆိုတာကတော့ဒီ Four of Pentacles เนาะဒါလေးခဏချလိုက်အောင်ဒီ Four of Pentacles နဲ့เนาะဒီ Four of Pentacles နဲ့ the High Princess နဲ့ပြီးလို့ရှိရင်ဒီ Eight of Swords နဲ့เนาะဒါနဲ့ပြောမယ်ဒီကက်တွေအကြတော့ခံစားချက်တွေကိုထိန်းထားတယ်เนาะခံစားချက်တွေကိုထိန်းထားတယ်မဖွင့်ဟသေးဘူးเนาะသူ့စိတ်ထဲမှာအများကြီးတွေးနေတယ်เนาะအခြေအနေတစ်ခုခုကြောင့်သူ့ကိုယ်သူဒီလိုမျိုးချုံနှောင်ကန့်သက်ထားတယ်ဒီလိုမျိုးချုံနှောင်ကန့်သက်ထားတဲ့အခြေအနေတစ်ခုခုကြောင့်ဒီလိုမျိုးထိန်းနေရတယ်เนาะသူ့ကိုယ်သူထိန်းထားရတယ်ဒါတွေဖော်ပြတယ်ဒါကြောင့်မလို့ main ကိုတတိရတယ်လွမ်းတယ်เนาะလွမ်းတယ်သူကအရန်လွမ်းတယ်အရန်တတိရတယ်ဒါပေမဲ့အခုချိန်မှာအားလုံးမပြောနိုင်သေးဘူးเนาะမသိကြအောင်ဆောင်နေတယ်ဆိုတော့စွမ်းရည်မျိုးကိုမြင်ရတယ်เนาะသူ့ကိုယ်သူထိန်းချုပ်ထားတယ်တင်မသိအောင်နေတယ်เนาะအဲ့လိုပုံစံမျိုးသူ့စိတ်ထဲကအရာတွေကိုဖွင့်မပြသေးဘူးเนาะအဲ့လိုမျိုးမြင်နေတယ်အဲ့ဒါကိုတော့ကျမတို့ကဒီမှာကတ်နဲ့เนาะကတ်နဲ့သွားပြီးတော့မှဖက်လက်ဖက်ကိုအကုန်ပေါ်ကုန်ပြီဘယ်လိုလုပ်မလဲအဲ့ကကြတော့
တကယ်ကြတော့ပေါ်ကုန်ပြီနော်အဲ့ဒါကြောင့်ထဲတော့မှလေလုံးဝလေလိမ့်လို့မရအောင်နော်ထဲတော့ကတ်တွေရှိရလေထဲတော့ကတ်တွေကျမပေါ့နော်ဖက်လို့ရတာပေါ့နော်ဖက်လို့ရတာလေရန်ကောင်းတယ်ဒီလားရန်ကောင်းတယ်ဘယ်လိုမျိုးလဲဆိုသူတို့ပုံနာတဲ့အရာတွေလေအကုန်လုံးတွင်းထဲတွေဝင်ကြည့်လို့ရတယ်နော်ဟုတ်ကဲအဲ့တော့ပေါ့နော်ဟိုလေနောက်တစ်ခုကလေဘယ်နာရောက်သွားမှန်းတော့မသိတော့အဲ့တော့ပေါ့နော်ဒီကက်ကလေးတွေကကြာသတိရတယ်လွမ်းနေဒါပေမဲ့အခုချိန်မှာအားလုံးမပြောနိုင်သေးဘူးပေါ့နော်မပြောနဲ့ငါတို့ကသိတယ်နော်မပြောလဲနောက်ထပ်ထပ်ပြောမယ်နော် The Magician နဲ့နောက်ဆုံးကျန်တာလေးက The Magician နဲ့ Knight of Swords နော်ဒီကက်တွေကကြတော့ဆက်သွယ်လို့သိနော်ဆက်သွယ်လို့သိပြောချင်စိတ်ရှင်းလင်းချင်စိတ်တွေအရန်များနေတယ်နော်ရမ်းများနေတယ်ဘာလို့များနော်ဒီလောက်များနေတာများလာပြောလိုက်ပါလားနော်ဘာလို့ဖြစ်လို့လဲနော်ပြောလိုက်ပေါ့နီးလဲရှိပါတယ်တကယ်တော့လေနော်ဘယ်လိုပြောရမလဲကန့်တက်မှုတွေပါတွေစီးတွေပေါင်းလေဘာဖြစ်လေနော်ဟိုကိုကြော်ဖြတ်လိုက်ပေါ့ပြောပြလိုက်ပြီးလို့ရှိရင်စီးတွေပေါင်းတွေမကြော်နဲ့ပေါ့သိအောင်တော့ပြောပြလိုက်ပေါ့နော်ကာယကံကြော်ကြမလို့လေနော်ဒါပေမဲ့ဒါတယောက်နဲ့တယောက်မေတ္တာရှိတာပဲပြောပြလိုက်ပေါ့နော်ကိုချစ်တဲ့သူကိုချစ်တယ်လို့ပေါ့နော်အဲ့လိုမျိုးပေါ့နော်ဘယ်လိုပြောရမလဲတော့မသိဘူးကဲပါအဲ့ဒါဆိုလို့ရှိရင်နော်The Magician နဲ့ Knight of Swords ကသူတို့ရဲ့အနေထားတွေကဘာလို့မှကိုလည်းမသိရနော်အဲ့လိုမျိုးတော့ကဲဒီကက်တွေကကြတော့ဆက်သွယ်လို့စိတ်ပြောချင်တဲ့စိတ်ရှင်းလင်းတဲ့စိတ်တွေရှိတယ်အဲ့ဒါဆိုရင်အားလုံးပေါ့နော်ပြန်ပြီးတော့မှစုစည်းပြီးတော့မှပြောရမယ်ဆိုရင်ချစ်ခင်မှုနော်အဲ့တော့အတင်းတို့လေးတွေအပေါ်ကိုသူကပေါ့နော်အခုကြည့်နေတဲ့သူလေးတွေရဲ့အပေါ်ကိုချစ်ခင်မှုတန်ဖိုးထားမှုဆွဲဆောင်မှုတွေရှိနေတယ်နော်ရှိနေတယ်စိတ်မပူနဲ့ချစ်တယ်နော်တန်ဖိုးလည်းထားတယ်ဆွဲဆောင်မှုလည်းရှိတယ်နော်တင်းတို့လေးတွေကသူ့ကိုဆွဲဆောင်နိုင်တယ်ပြီးရင်လွမ်းဆွမှုလည်းရှိပါတယ်တတိလည်းရပါတယ်ဒါပေမဲ့အဲ့ဒါတွေအားလုံးကိုအခုချက်ချင်းစိတ်ထဲမှာမဖွင့်ဘူးเนาะမပြောဘူးเนาะတက်ပလိုက်เนาะအသေးခံမင်းဆိုတာမပြောဘူးမဖွင့်သေးပဲနဲ့စိတ်ထဲမှာပဲတိမ့်ထားတယ်စွန့်ရင်ကပုံများနေတယ်เนาะဒီထဲမှာကြည့်ရတာเนาะအဲ့လိုမျိုးများနေတယ်နောက်ပိုင်းမှာတော့ तू ကဆက်သွယ်မှုစကားပြောမှုဒါမှမဟုတ်ရှင်းလင်းမှုတစ်ခုတော့ဖြစ်လာနိုင်တယ်เนาะစွမ်းရင်တော့တွေ့ရတယ်ဘာလို့ဆိုဒီမှာလေမြင်းနဲ့လာချင်းနေတာဘယ်လောက်ထိထိန်းထားနိုင်လဲတော့မသိဘူးပေါ့နော်အဲ့လိုလေးပြောနေပါတယ်ကဲကျန် collective play တွေအချစ်ရေးလဲကျွန်တော်ဖက်ပေးသွားပြီးပြီနော်အဲ့တော့ပေါ့နော်အားလုံးပေါ့ကိုချစ်တဲ့သူတွေနဲ့ပေါ့နော်အပြန်အလှန်လေးစားမှုချစ်ခင်မှုနားလည်မှုပေါ့နော်တယောက်နဲ့အဓိကတော့လေးစားမှုပေါ့နော်လေးစားမှုမျက်နှာမှုတွေချစ်ခင်မှုတွေရှိုံနဲ့မရဘူးဒီလေကျမတို့ရဲ့ပေါ့ relationship တွေမှာတယောက်နဲ့အပြန်အလှန်လေးစားမှုတန်ဖိုးထားမှုတွေလည်းရှိရတယ်။နောက်အပြန်အလှန်လေးစားမှုတန်ဖိုးထားမှုတွေကိုလည်းကာယကံမှုပေါ့နော်တကယ်ကိုပြရတယ်တယောက်နဲ့တယောက်ချစ်တယ်လေးစားရင်လေးစားတဲ့အပြုမှုတွေလုပ်ရမယ်။တချို့ကတော့လေတကယ်တော့ချစ်တယ်တကယ်တော့လေးစားတယ်ဒါပေမဲ့လူအမြင်မှာကြတော့လေအဲ့ဒါတွေကိုပြရမှာရှက်နေတယ်ပေါ့နော်။ကိုချစ်သူကိုချစ်တာပဲကိုချစ်တဲ့သူကိုကလေးစားတာပဲတန်ဖိုးထားတာပဲဘာဖြစ်လဲသူသိအောင်ပေါ့နော်ဘာလို့မပြရဲရမှာလဲပေါ့နော်အဲ့လိုမျိုးပေါ့ပြလိုက်ရင်ပေါ့နော်ဘယ်လိုပြောရမလဲရောက်တဲ့သွားမလားတို့ तू ကအဲ့လိုမျိုးပြောင်းလဲသွားမလားအဲ့ဒါကြီးကလေဘယ်လိုပြောမလဲ healing ဖြစ်ကြမယ်လူတွေကလေတကယ်ကိုပဲပေါ့နော် healing ဖြစ်တဲ့သူတွေပေါ့နော်လောကကြီးမှာပြေဝတဲ့သူတွေပေါ့ healing ဖြစ်တဲ့သူဆိုတာဘယ်လိုလူမျိုးလဲဆိုတော့လေကျမသိတာလေဟိုကလေပြေဝတဲ့သူတွေပေါ့နော်ပြေဝတဲ့သူတွေပေါ့နှလုံးသားဖြူစင်မြင့်မြတ်တဲ့သူတွေကကြတော့လေကိုချစ်တဲ့သူကိုချစ်တယ်လို့ပြောဖို့လဲဝင်မလေးဘူးပြီးရင်ကိုရဲ့တန်ဖိုးထားတဲ့အားကိုလဲတန်ဖိုးထားလေးစားတာကိုလဲပြသဖို့ဝင်မလေးဘူးဒါဆိုရင် relationship ရဲ့ကြားထဲမှာပေါ့နော်ချစ်သူကြီးစားပဲဖြစ်ဖြစ်အိမ်အောင်ဘက်တွေပဲဖြစ်ဖြစ်ပေါ့နော် situation တွေပဲဖြစ်ဖြစ်ကောင်းတဲ့ဘက်ကိုပဲသွားတယ်လေနော်ပြီးရင်တငယ်ချင်းတန်ရောစင်ပေါ့နော်တငယ်ချင်းမိတ်ဆွေကြားမှာပဲဖြစ်ဖြစ်တယောက်နဲ့တယောက်အပြန်အလှန်လေးစားတယ်တန်ဖိုးထားတယ်ညံ့နိုးတယ်ပေါ့နော်ဆိုလို့ရှိရင်ဒါရီယာပေါ့နော်ပူပေါင်းဆောင်ရွက်မှုကိုသွားတယ်ဟောဘာပဲဖြစ်ဖြစ်နှစ်ဦးနှစ်ဖက်မှာပေါ့နော်အောင်မြင်မှုတွေဖြစ်လာနိုင်တယ်ပေါ့နော်နှစ်ဦးနှစ်ဖက်ပေါင်းပြီးတော့ပေါ့နော်လုပ်ငန်းတွေလှုပ်ဆောင်လို့ရှိရင်အောင်မြင်မှုတွေဘက်ကိုသွားတယ်ပေါ့နော်တန်တရားတွေကင်းပြီးတော့ပေါ့နော်ပျော်ရွှင်တဲ့အနာဂတ်စီကိုဦးတည်တယ်နှစ်ယောက်လုံးမှာလေပြီးရင်ဘယ်တော့မှလည်းလက်ပြမလုံတာမျိုးမရှိဘူးပေါ့နော်နောင်တရတာမျိုးလည်းမရှိဘူးပေါ့အဲ့ဒီနောင်တရတာတော့နောက်မှလေလက်ပြမလုံဘူးလို့ဆိုတာကဘာဖြစ်တာလဲဆိုတော့ခုနကတော့ healing မဖြစ်တဲ့သူတွေပေါ့နော်အမားတွေလုံးမိမယ်ပြီးလို့ရှိရင်တယောက်နဲ့တယောက်တန်ဖိုးထားတာတွေကိုမပြဘူးနော်အချက်တာတွေကိုမပြောဘူးလေးစားမှုတွေကိုမပြဘူးအဲ့လိုမျိုးနဲ့တယောက်နဲ့တယောက်နားလည်မှုတွေလွဲပြီးတော့မှပြဿနာတွေဖြစ်လာကြရတာပေါ့နော်အဲ့တော့ကဲဘလို့လူမျိုးတွေရဲ့ကြားမှာပဲဖြစ်ဖြစ်ပေါ့နော် situationship တို့လက်ထပ်ထားတဲ့သူတို့ relationship တို့เนาะမိတ်ဆွေတန်ငယ်ချင်းတို့အဲ့လိုလေးရဲ့ကြားထဲမှာပေါ့နော်တယောက်နဲ့တယောက်မြန်နိုးမှုချစ်ခင်မှုပေါ့နော်လေးစားမှုပေါ့နော်တန်ဖိုးထားမှုတွေကိုတယောက်နဲ့တယောက်သိအောင်ပေါ့နော်အဲ့လိုတကယ်ပေါ့နော်အဲ့လိုမြန်နိုးလေးလေးစားစားဆက်ဆံနိုင်ကြပြီးတော့ပေါ့နော်အောင်မြင်ပျော်ရွှင်တဲ့ဘဝ
တွေကိုလောကကြီးမှာတိဆောက်ပြီးတော့ပေါ့နော်အတူတူတိဆောက်လက်တွဲကြပြီးတော့ပေါ့နော်စိတ်တန်ရာတွေတယောက်နဲ့တယောက်မပေးကြဘဲနဲ့ပေါ့နော်တယောက်နဲ့တယောက် healing ဖြစ်နိုင်တဲ့ healing လုပ်ပေးနိုင်တဲ့သူတွေဖြစ်ကြပြီးတော့ပေါ့နော်အပြန်အလှန်ပေါ့နော်အကျိုးပြုနိုင်ပြီးတော့မှလောကကြီးကိုလည်းပေါ့နော်ကောင်းကျိုးပြုနိုင်တဲ့သူတွေဖြစ်ကြပါသည်လို့ကျမကဒီနေရာကနေဆုတောင်းပေးလိုက်ပါတယ်နော်ကျမရဲ့ reading လေးကိုနှစ်သက်မယ်လို့ထင်ပါတယ်ကဲ energy လေးလည်း claim သွားပါအောင်เนาะဟုတ်ကဲ့ပါမှန်တယ်ဆိုရင်လည်းလေ comment လေးတွေဖတ်ပါတယ် comment လေးတွေပြောသွားပေးကြပါအောင်ကျမရဲ့ဒီလို free reading လေးတွေကိုဖတ်ချင်တယ်ဆိုလို့ရှိရင်မြတ်တော်သူရဲ့ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ပေးသွားချပါအောင်เนาะ comment လေးတွေလည်းကျမဖတ်ပါတယ်နောက် reading လေးမှာပြန်တွေ့ကြမယ်เนาะကျမရဲ့ collective လေးတွေအစတာရအဆင်ပြေကြပါသည်ရှင်ဟုတ်ကဲ့ပါတဒါ